sea turtle ဟုတ်ပြီ seahorseဟုတ်တယ် penguin dolphin ဟုတ်တယ် butterfly fish clownfish ဟုတ်တယ်မှန်တယ်နော်အဲ့ဆိုဒီထဲမှာ clownfish ကဘေးရလဲ clownfish sergeant fish မှန်တယ် butterfly fish အမလေးဖြည်းဖြည်းလို့ပါ whale shark မေ penguin လေးရပဲမှာလဲ penguin လေးရတခြားတို့ penguin အဲ့ဆိုရင်ဟိုဟာပြောင်း sea turtle လေးပြောင်းဒီရမှန်တယ်sea lion ပြောင်း sea lion မှန်တယ်အဲ့တော့ dolphin ပြောင်း dolphin ဟိုပါလေဟိုဟာ carrot လေးထည့်ပါအောင် carrot carrot ဘယ်လိုထည့်မှာလဲမေကိုင်ထားတဲ့ထည့်ဟောတော်လိုက်တာပြီးပါနေမေခဏလေးpotato ထည့် potato ဟောပြကြပါpotato ထည့်ပါအောင် potato တခြားလေးလှည့်ပြီးထည့်လို့သားလေးရကန်နေပြီမှန်တယ်ဝင်သွားပြီ cucumber တွေ့ပြီကလေးရလိမ့်မှာ cucumber ထည့် cucumber ပဲမှာလဲဟုတ်တယ် cucumber တခြားထည့်ပါအောင်သားတော်လိုက်တာမိ tomato ထည့်ပြီ tomato ခန်းညင်ကြီးလေး tomato red color လေးတတ်တာဒီဟာလေးထည့်ပြီ tomato ထည့်ပြီဘယ်မှာလဲဟုတ်တယ်တော်လိုက်တာကွာပြီးပါမိ mushroom မှုထည့်ပြီ mushroom ဘေးရလဲမိပြ mushroom ဟုတ်တယ်ကွာတော်လိုက်တာตาလေးကတော်လိုက်တာလက်ခုပ်တောင်တည်ရမလေးမိဟိုကမိကြိုက်တဲ့ပြောင်းမှုလေးထည့်ပြီး corn ဟုတ်တယ်တော်တော့ဟုတ်တယ်ပြီး eggplant candy ထည့်ပြီး eggplant candy လေးထည့်ပြီးပါအောင်မိ candy ကဘယ်ရလဲပြအဲ့ဒါ pumpkin ထည့်မှာလားထည့်အဲ့ဒါ pumpkin နော်ဒါလေးဟုတ်တယ်မြို့ capsicum ထဲအောင် capsicum ရလားထဲလို့ရပြီအဲ့ထဲမှာradish ထဲအောင် radish eggplant ထဲမှာလားထဲ eggplant ထဲပြီး radish ထဲပြီးပါအောင် radish အဲ့ဒါ cabbage နော်cabbage မိဟိုဟာ radish ထဲပြီး radishတခြားထဲပါအောင် radishတဲ့ပြီးတော့ပြီတော်လိုက်တာ high five မိနဲ့ high five လုပ်ပါအောင်မိ high five မိ high five လုံး high five thank you တော်လိုက်တာ